ယခုလိုကြည်လင်ပြတာမှုမရှိတဲ့ပုံတွေကိုဒီလိုလှပကြည်လင်သွားလို့ချင်းတဲ့ချစ်ဖော်တို့ကဒီဗီဒီယိုလေးကိုစုံအောင်ကြည့်သွားလိုက်ပါနားလည်ရလွယ်အောင်စနစ်တကျလေးပြပေးပါမယ်နော် Chrome တွေကိုဝင်လိုက်ပါအပေါ်မှာ share button လေးထဲမှာ Gemini AI လို့ရိုက်ရှာလိုက်ပါအပေါ်ဆုံးမှာပေါ်လာတဲ့ website ထဲကိုဝင်လိုက်ပါပုံထက်ကိုတော့ပြထားတဲ့အပေါင်းကိုနှိပ်လိုက်ပါ upload files ကိုရွေးပါ photo ကိုရွေးလိုက်ပါနော် albums ကိုနှိပ်ပြီးမိမိတို့ထည့်ချင်တဲ့ဓာတ်ပုံနှစ်ပုံကိုရှာလိုက်ပါဒီနေရာမှာချစ်ဖော်တို့လုပ်ချင်တဲ့ဓာတ်ပုံတစ်ပုံကိုရွေးလိုက်ပါအမော်ကပြထားတဲ့အမှန်ကြီးလေးကိုနှိပ်လိုက်ပါပုံလေးထည့်ပြီးရင်ထုံးစံအတိုင်း prompt စာသားကိုဒီဗီဒီယိုရဲ့ comment မှာချပေးထားပါတယ်ဒါကိုဘယ်လို copy ယူရမလဲမသိတဲ့ချစ်ဖော်တို့ကိုတစ်ခါတည်းပြပေးပါမယ်ဖုန်းရဲ့အမှန်ပေါ်မှာရှိတဲ့မျှပြထားတဲ့အလဲကြီးနဲ့ဘက်တစ်ချက်ထွက်လိုက်ပါဒီဗီဒီယိုရဲ့ comment မှာယခုပြထားတဲ့စာလေးတွေကိုကြာကြာလေးဖိထားလိုက်ပါဒီမှာပြထားတဲ့4000ပုံစံလေးနှစ်ခုကိုနှိပ်လိုက်ရင် copy ယူပြီးတော့ကျော်သွားပါပြီ Chrome ကိုပြန်သွားလိုက်ပါယူလာတဲ့ copy စာသားလေးကိုဖြည့်ဖို့အတွက်ယခုပြထားတဲ့နေရာလေးကိုကြာကြာလေးဖိထားလိုက်ပါ paste ဆိုတဲ့စာလေးကိုနှိပ်လိုက်ရင်စောက copy ယူလာတဲ့စာသားလေးတွေက auto ဖြည့်ပြီးသားဖြစ်သွားပါပြီနော်ဒီနေရာမှာကျွန်တော်ရဲ့ account နာမည်ဖြစ်တဲ့အောင်ဆိုတဲ့စာသားလေးကိုနှိပ်ပြီးဖြတ်ပေးဖို့လုံးဝမမေ့ပါနဲ့လို့သတိပေးခြင်းပါတယ်ဖြတ်ပြီးရင်ညာဘက်ကပြထားတဲ့မြားလေးကိုတစ်ချက်နှိပ်လိုက်ရင်ရပါပြီခင်ဗျခဏလောက်စောင့်ပေးလိုက်ပါချစ်ဖော်တို့ရေ Gemini software ကို download ဆွဲပြီးဒီနည်းအတိုင်းလဲလုပ်လို့ရပါတယ်လုပ်လို့အဆင်မပြေတဲ့ချစ်ဖော်တို့ကမိမိတို့အသုံးပြုမဲ့ software ကို update လုပ်ထားဖို့အရန်ရေးစီပါတယ် software update လုပ်နည်းကိုလည်း account ထဲမှာတင်ပေးထားပါတယ်ကဲဒီမှာကြည့်လိုက်ပါချစ်ဖော်တို့ရေစောစုကပုံနဲ့လုံးဝကိုမတူပါဘူးနော်ဒီပုံကိုတစ်ချက်ထောက်လိုက်ပါအပေါ်မှာပြထားတဲ့ download ပုံစံများလေးကိုတစ်ချက်နှိပ်လိုက်ပါဒီခလို့လေးပေါ်လာရင်တော့ဖုန်းထဲကိုသိမ်းပြီးသားချစ်သွားပါပြီလို့အစမပြေတဲ့ချစ်ဖော်တို့ကကျွန်တော်ရဲ့ TikTok account လေးကိုအပေါင်းလေးနှိပ်ပြီး comment မှာမင်္ဂလာပါလို့ရေးပြီးပုံလေးမှန်ခဲ့ပါကျွန်တော်လုပ်ပေးပါမယ်နော်အားလုံးကိုအရန်ချစ်ပါတယ်